ချိုးချန့်တဲ့စုပ်ပလုတ်တွေကပြောတယ်ကြော်ဆောင်ဝင်းကညီမတွေအားမပေးဘူးတဲ့နော်ထုံးမင်းအောင်နိုင်ထုံးမင်းအောင်ပွဲတော်ရှောင်းထုံးမင်းအောင်အားမပေးဘူးတဲ့အခုကြည့်ကျွန်တော်တို့ကြော်ဆောင်ဝင်းဘယ်တော့ပြောနေလဲနော်ကျွန်တော်ဖိုက်တဲ့ကလပ်ကျွန်တော်စွန်ရက်ကိုအားပေးနေကြတယ်ကျွန်တော်မြန်မာဖိုက်တာမွန်ကောင်လေးကိုအားပေးနေကြတယ်ဒါနော်ကြည့်စွန်ရက်ဘလောက်အောင်ရင်းနေမှာဝမ်းသာနေလိုက်ပဲနော်ဆောက်ချို့မနီယာတွေတမားတွေအားအားကြလိုက်ဖော်လို့ရဖို့တခုပဲသူတို့အလုံးလုံးပဲသူတို့တလောက်ပဲသိတယ်မသိသူများကို pocket ကပြောမယ်အများကြီးမပြောချင်ဘူးအဲ့လိုမျိုးတွေကွာတတိယမှားတယ်ကွာပြောကြတာပါလဲစွန်ရက်ဟိုမဟုတ်ကွာကြော်စာဝင်းကားတဲ့ဟိုဒီအာမပေးဘူးတဲ့ဟိုဒီထူးမအောင်ပွဲတော့အာမပေးဘူးတဲ့သူ့အကုန်နဲ့ညင်းခုန်ဖြစ်တယ်တဲ့ pocket တွေကနားထောင်အောင်နားကြပါကလတ်တယ်ဒါအချိုးလူကြမသိလူကြကြော်စာဝင်းမုံသွားတယ်ကွာအဲ့လိုမျိုးဒါဖြစ်မှာဆိုလို့เนาะဒါအမှန်တရားကျွန်တော်ကလက်ချပြခြင်းဖြစ်တယ် no ကြော်စာဝင်းအဲ့တော့ဒီနက်ခေါ့ရဲ့ကြော်စာဝင်းကထုံးမအောင်အားပေးတယ်ဝိုင်ဒုခိနဲ့ဟိုတင်တန်နှစ်အားပေးတယ်နော်အဲ့ပွဲကြည့်ရလူတိုင်းသိမယ်နော်ကြည့်ရလူတိုင်းအတွက်ဒါမဲ့ကြော်ဆောင်ဝင်းကတန်နှစ်တအားပေးလိုက်ရင်တအားပေးလို့လည်းရတယ်ဒါသူ့တက်ကလက်ထဲပဲနော်ဒါမဲ့သူ့တက်ကလက်ချင်းအောင်သူအားမပေးဘူးဆိုသူဘယ်လိုမျက်နှာပြမလဲနော်ဒါမဲ့သူအားအောင်အားပေးတယ်အဲ့တုန်းကဆိုထုံးမအောင်အားပေးတယ်နော်အဲ့ထုံးမအောင်နဲ့ဒီနောက်ထုံးမင်းနဲ့စကားများတယ်အဲ့ဒီchannel တော့မပြောတော့ဘယ် channel ဆိုတော့မပြောတော့ဘူးเนาะအတန်ကောင်းနဲ့တော်ကီကောင်းပါပဲဘေးလေးရောက်ပါပဲအဲ့လောက်ပဲကျွန်တော်ပြောလိုက်မယ်အဲ့ဆိုသိရောပေါ့ပြောနေကြတယ်ဗျာထုံမင်းနဲ့ကြော်ဆောင်ဝင်းနဲ့ယင်ဖြစ်တယ်တဲ့မျိုးစကားစကနာရအဲ့လိုမျိုးဖြစ်ကြတယ်ပေါ့ဘာမှမဖြစ်ဘူးထုံမင်းနဲ့ကြော်ဆောင်ဝင်းနဲ့ညီကိုလိုပဲเนาะအင်းစားတော့တစ်ခါကြည့်ပါရဲ့ထင်ပါရဲ့ကြော်ဆောင်ဝင်းနဲ့ထုံမင်းထိုးတော့เนาะကြော်ဆောင်ဝင်းရှုံးသွားတာပေါ့เนาะကြော်ဆောင်ဝင်းရှုံးသွားတယ်ဒီဗာလဲ high kick နဲ့ပဲရှုံးသွားတည့်ရဲ့အတိုင်းပဲเนาะတည့်ရဲ့အတိုင်းပဲဝေးတာအကွာရင်းတော့ရှုံးတယ်အဲ့တော့ပွဲပြီးညီကိုပေါ့เนาะခြေသုံးဖက်တိုးအိမ်မှာဆိုကိုယ့်အိမ်မှာထမင်းစားပေါ့เนาะဒါမဟုတ်တဲ့အကြောင်းကျွန်တော်လက်ရှင်းပြခြင်းဖြစ်ပါတယ်เนาะကျွန်တော်ပြန်ရှင်းပြเนาะအခုဆိုကျွန်တော်ဒါဖဲတဲ့အခုနှစ်ခုကြံသေးတယ်ကြော်ဆောင်ဝင်းပွဲမကြိုင်ရင်လာတော့ဗောနော်ခုတစ်ခါတော့ကျွန်တော်ပြောတယ်ဖိုက်တာဆယ်တာပိုင်းတော့ကျွန်တော်ပြောတယ်ဖိုက်တာအစ်ဝါခေါ်မယ်ဆိုခုဆိုပြီးကျွန်တော်တို့စလိုင်းခေါ်လိုက်เนาะကျွန်တော်ပြောဒီဗောနော်ကျွန်တော်ယုံတဲ့လူကျွန်တော် like ဖို့လုပ်ခဲ့ပဲဗောနော်အဲ့လိုမျိုး share ရေးလုပ်ခဲ့ပဲကျွန်တော်ကတရင်အမှတ်နေပဲတင်မယ်เนาะခုဆိုစလိုင်းခေါ်လိုက်တယ်ခုကြော်ဆောင်ဝင်းပွဲကဖိုက်တဲ့ကတဲ့ဝင်ကြညာပြီးကြော်ဆောင်ဝင်းပွဲမကြိုင်မီလာတော့မယ်ဒါပေမဲ့ပေလာတော့မပြောမလာတော့မယ်ဆိုတော့တိုးတရဝင်ကြညာပွားရเนาะအောက်ကျေးဇူးတင်ပါတယ်ကျွန်တော် line follow share လုပ်ပါကျွန်တော်ဖတ်နေမှာဒါအကောင့်တစ်လေးဘူးเนาะကျွန်တော်ဒီနည်းနည်းဝိုင်းဝန်းကြပါเนาะအကောင့်ဟောင်းကသူများမကောင်းတဲ့လူလှုပ်လိုက်ကျွန်တော်